ငွေနဲ့ပတ်သက်ပြီးတော့ကိုမလုံခြုံမှုတွေကိုကနေပြီးကြတော့ငွေပေါ်မှာကြောက်ရွံ့တဲ့စိတ်တွေစိုးရိမ်တဲ့စိတ်တွေရှိနေတယ်ဆိုလို့ရှိရင်အရင်ဦးဆုံးဒီစိတ်ကလေးကိုအရင်ဦးဆုံးပြောင်းပြီးကြတော့ထားလိုက်ပါဟုတ်ပါတယ်အော်ချင်းတို့တွေတော်တော်များများငွေနဲ့ပတ်သက်လို့ရှိရင်ကြောက်စိတ်တွေရှိကြတယ်စိုးရိမ်စိတ်တွေရှိကြတယ်ပေါ့ဒီတော့ကြတော့မလုံခြုံတဲ့စိတ်တွေရှိကြတယ်အဲ့တော့ကြတော့ကိုကနေပြီးကြတော့ကြောက်စိတ်ရှိတာကဘာလဲဆိုလို့ရှိရင်ကိုစီကငွေနဲ့လောက်ပါမလားဒါမှမဟုတ်လို့ရှိရင်ထပ်ပြီးကြတော့ရှာနိုင်မှာဒီလိုမျိုးတွေပေါ့နော်ကြောက်စိတ်တွေအမျိုးမျိုးရှိကြပါတယ်ဒါကြောင့်မလို့ကိုကြောက်နေတဲ့အရာကိုလည်းကိုကနေပြီးကြတော့ချရေးထားဖို့ရအတွက်လိုအပ်တယ်ပေါ့နောက်တစ်ခုကကြတော့ကိုကနေပြီးကြတော့ငွေနဲ့ပတ်သက်ပြီးတော့အရန်ကိုစိတ်ပူပန်နေရတယ် stress တွေအရန်ပိနေတယ်ဆိုလို့ရှိရင်တော့အရင်ဦးဆုံးဒီစိတ်ကလေးတစ်ခုကိုပဲထားကြည့်ပါလို့ပြောချင်ပါဒါကဘာလဲဆိုလို့ရှိရင်တော့ enough mindset ပေါ့နော် enough mind ဆိုတာကအော်ရှင်တို့အတွက်လုံလောက်တယ်ကိုအတွက်လုံလောက်တယ်ဆိုတဲ့စိတ်ကလေးတစ်ခုဖြစ်တယ်ဒီတော့တော်တော်များများကငွေဆိုလို့ရှိရင်အများကြီးလိုချင်ကြတယ်အများကြီးရှိမှပြည့်စုံကြတယ်လို့ထင်ကြပါတယ်ဟုတ်ဒီတော့အဲ့တော့ကြတော့အခုနပြောတဲ့ enough mindset ကကြတော့ဘာလဲဆိုလို့ရှိရင်အော်ရှင်တို့တွေအများကြီးမတွေးပဲနဲ့အရင်ဦးဆုံးဒီနေ့တရက်အတွက်ကိုပဲကိုကနေပြီးကြတော့အကောင်းဆုံးအရင်ဦးဆုံးပြန်ပြီးကြတော့စဉ်းစားကြမယ်ပေါ့အဲ့တော့စောစနာပြောတဲ့ enough mindset ကကြတော့ဘာလဲဆိုလို့ရှိရင်အော်ရှင်တို့တွေဒီနေ့အတွက်လုံလောက်တယ်ဒါမှမဟုတ်လို့ရှိရင်တပတ်စာအတွက်လုံလောက်နေပြီဆိုလို့ရှိရင်တောင်မှကို့အတွက်ကငွေကြီးနဲ့ပတ်သက်ပြီးကြတော့အရန်စိုးရင်စရာမရှိဘူးတော်တော်များပြောကြလိမ့်မယ်ဒါဆိုအရန်ဆိုရင်စရာမရှိဘူးဆိုလို့ရှိရင်ဟုတ်ပါမလားအခုချိန်ကကုံစိမ်းလုံးတွေကဘလို့တက်နေတာဘလို့မျိုးဖြစ်နေတာဆိုတဲ့အရာမျိုးတွေပြောချလိုက်မယ်ပေါ့ကျမရေးအတွက်လိုအပ်တယ်ပညာရေးအတွက်လိုအပ်တယ်ဒီလိုမျိုးစသဖြင့်ပေါ့နော်အော်ချင်းတို့တွေအနာဂတ်ကိုလည်းတွေးပြီးကြတော့ပူကြတယ်ကိုကမရောက်သေးတဲ့အရာတွေကိုလည်းတွေးပြီးတော့ပူကြတယ်ပေါ့အဲ့လိုမျိုးတွေတွေးပြီးတော့ပူနေတဲ့အတွက်ကြောင့်လို့အော်ချင်းတို့ငွေရှာရတာကပြောမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးတွေးပြီးတော့ပူနေမယ်ဆိုရင်ငွေကကိုယ့်စီကိုမရောက်လာဘူးပေါ့အဲ့တော့စိုးစနာပြောသလိုပဲအော်ချင်းတို့တွေငွေဆိုတာကရှာရမယ်ဟုတ်တယ်ပေါ့အဲ့တော့ဒီနေ့တနေ့စာအတွက်ကိုကလုံလောက်နေပြီဆိုလို့ရှိရင်ကိုအတွက် enough mindset ကိုထားလိုက်မယ်ဆိုလို့ရှိရင်ဒီနေ့တနေ့အတွက်ကကိုကစိတ်ပြီးတော့ပူပြီးတော့အေးချမ်းသွားတယ်ကိုရဲ့စိတ်ကလေးကပူပြီးခါကြတော့တည်ငြိမ်လာတာဖြစ်တဲ့အတွက်ကြောင့်ကိုကနေပြီးခါကြတော့နောက်ထပ်ငွေတွေကိုပူပြီးခါကြတော့ဆွဲဆောင်နိုင်မှာဖြစ်တယ်ပေါ့အဲ့တော့ကြတော့အရင်ဦးဆုံးဒီရဲ့ mindset ကလေးကိုအရင်ဦးဆုံးထည့်လိုက်ပါကိုအတွက်တနေ့စာလုံလောက်နေပြီတပတ်စာရှိနေပြီတစ်လစာရှိနေပြီဆိုလို့ရှိရင်တော့ကိုစီမှာရှိနေတဲ့ငွေလေးကိုအရင်ဦးဆုံးကျေးဇူးတင်ပြီးကြတော့ဒီစိတ်ကလေးနဲ့နေကြည့်ပါလို့ပြောချင်ပါတယ်ဒါဆိုလို့ရှိရင်တော့ငွေနဲ့ပတ်သက်ပြီးကြတော့ agent နဲ့အရာလေးတွေကိုရရှိလာစေမှာဖြစ်တယ်တကယ်လို့ငွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ mindset တွေကိုပြောင်းကျင်နေဆိုလို့ရှိရင်တော့ Ocean အနေနဲ့ money healing program လေးကို free share အနေနဲ့ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့စိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ Ocean ရဲ့ TikTok ချက်ပါဒါမှမဟုတ်ရှင် comment မှာ man ခဲ့ပေးပါ